Hello, welcome back to my channel. ဒီနေ့မှာတော့ကျွန်တော်နတ်တိုက်ဟီရိုကိုဖောက်ပြသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီတိုင်ချီလို့ပါကျွန်တော်ကတော့ထောက်ပြစီတော့ဖိုက်လို့နေတာပေါ့တော့မနေနဲ့နော်ပေါက်လိုက်ကွာကျွန်တော်ဒိုင်းမိုးပေါက်တော့မသုံးပါဘူးကက်ကကျွန်တော်ထောက်ပြစီရနော်အခုကျွန်တော်ဒီ M ကက်ကိုစပေးရမှာနော်ကျွန်တော် M 9593ပါဘယ်တော့ကုန်သွားမှာလဲစဖောက်ပြီစဖောက်ပြီးစဆွဲပြီးဒါပေါက်လိုက်ကွာ Okay, five more. ကျွန်တော်အမုံလေးနေလာပြီးမလို့ချင်ဘူးဒီရေးနတ်တမပြီးဘူးတဲ့အဆက်နောက်ကတည်းကပြေးနေရဲ့ဒီအဲ့ပြတယ်မလို့ပြပေးလိုက်ဘာလို့ရမှာလဲတက်က9000ကျော်ရဲ့ဒီပြပဲကျန်တော့ရနော်အဲ့ဒီကဒီပါသေးနေရဲ့ပေါင်းလိုက်ကွာမပြီးဘူးကျွန်တော်ဒီအမုံ35တိုင်းနဲ့ဒီပေါက်လိုက်ဆက်ဖိုက်အော်ဒီလက်ကြီးကဘာလို့လူရလဲဆက်ဘာလာလဲဒီနေ့ကဟုတ်ကဲ့ဒီထောင်ကြီးပါတယ်ဒီကလေးထောင်ကို9500အခု1000ကျော်ရ100ကျော်ရဆက်က1000ကျော်တော့မပေါ့ဘူးနောက်တော့ပြီးတော့ငါမှတော့ကြမ်းတယ်အဲလေပေါ့လာအယောရဲ့ဘာလို့ကျွန်တော်ကတည်းကတော့ပါပြီဗျာနောက်တော့စတင်လေးပြီးလာလားမပေါက်ဖြစ်လာဘူးဆက်ကပေါက်လိုက်ပြီအဲ့ဒါဘာလို့ရမှာလဲဒီလက်ကြီးကပကမာဘာလို့ဒီပြီးတယ်လေတော့စတင်ပြီးနေပြီပေါက်လိုက်တယ်ဒီပါတယ်ဗျာတေးတော့မှအိတ်ချင်လာပြီကွာပေါက်ဟုတ်ဟုတ်ပြီရှိတာ9000ကျော်ရရင်အခု2000နီးပါးကျော်2000နီးပါးမကုန်ဘူးလက်တော့အိုးကောင်းတို့ရေကျွန်တော်က9000ကျော်ချင်အခုဘယ်လောက်ကျန်လဲဆိုတော့တော့ရှိရနော်3000ကျော်ကျန်လား3000ကျော်က2100လား2300နီးပါးကျန်တော့ဒီနေ့တော့ပြင်ရခုတော့2000ကျော်တော့ကုန်တော့နော်ကွာโอเคโอเคဒီနေ့ဟောဘာမှမလို့တော့ကျွန်တော်ခုကစတင်တော့မှာပဲဖြစ်ပါတယ်စတင်ဆိုတော့ကွာဘာလို့ရโอเคလုံးကြည့်ရကြမတောင်းကြည့်ကြတော့ဆုံးအခုဒီလေးကတော့ဒီမှာဗာလဲမတ်တော့စီးကိုလာထောက်ပြလာပါနော်ကြိုက်နေကြိုက်တာ